မင်္ဂလာပါအခုကတော့ exam မှာကြက်ပဲရွေးပေါင်းတဲ့နေကိုရှင်းပြပြဖြစ်ပါတယ်အဲ့တော့ကြက်ပဲရွေးပေါင်းတဲ့နေဆိုတာကကျွန်တော်ဒီမှာဆိုရင်သူကဒီတစ်ချက်မှာဆိုရင်16ပဲရှိတယ်တပဲမှာဆိုရင်10ရွေးရှိတယ်အဲ့တော့ရွေးတွေပေါင်းလိုက်လို့ကျွန်တော်ဒီ10ရွေးကြော်သွားတယ်ပေါ့နော်10ရွေးကြော်သွားတယ်ဆိုရင်10ကျွန်တော်ဒီပဲဘက်ကိုတစ်တိုးသွားမယ်ကျွန်တော်ဒီတစ်ချက်မှာ16ပဲရှိတဲ့အတွက်ပဲတွေအားလုံးပေါင်းလိုက်လို့ကျွန်တော်ဒီ16ကြော်သွားတယ်ဆိုရင်10ကိုတစ်တိုးသွားမယ်ဒီကြက်ဘက်ကိုတစ်တိုးသွားမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုဒါနမူနာကျွန်တော်တွက်ထားတယ်ရွေးကကျွန်တော်ဒီ9နဲ့6နဲ့ဆိုတော့ဒါက17ပေါ့နော်17ဆိုတော့ဒါရှေ့ရွေးကြော်တဲ့အတွက်ကျွန်တော်ဒီ8နဲ့စားလိုက်တော့ကျွန်တော်8ကရှေ့ကိုတစ်တိုးသွားတယ်ကျန်တာကဘယ်လောက်လဲဆိုတော့3ဆိုတော့ဒီမှာ3ရွေးပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာတစ်တိုးသွားဖြစ်တဲ့အတွက်ကျတော့ဒီမှာပဲကကျွန်တော်ဒီမှာဆိုရင်10နဲ့8နဲ့ဆိုရင်18ပဲဒီရွေးကနေတိုးလာတဲ့1နဲ့ဆိုတော့19အဲ့တော့ပဲကကျွန်တော်ဒီ19ပေါ့နော်19ဆိုတော့ကျွန်တော်ဒီတစ်ချက်မှာ16ပဲရှိတာဖြစ်တဲ့အတွက်16နဲ့စားလိုက်တယ်အဲ့တော့16နဲ့စားလိုက်တော့အကျွင်းကကျွန်တော်ဘယ်လောက်ရလဲဆိုတော့3ပေါ့နော်အဲ့တော့ဒီ16နဲ့စားလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ရှေ့ဒီကြက်ဘက်ကိုတစ်တိုးသွားတယ်အဲ့တော့ကြက်ဘက်ကိုတစ်တိုးသွားတဲ့အတွက်ဒီမှာကြက်ကကျတော့ဒီမှာက1ရဲ့2ရဲ့ပေါင်းတာက3အဲ့တော့ဒီပဲကနေတစ်တိုးလာတဲ့1နဲ့ထပ်ပေါင်းလိုက်တော့4ပေါ့နော်အဲ့တော့ဒီနှစ်ခုပေါင်းတာကကျွန်တော်ဒီကြက်က4ချက်ပဲက3ပဲရွေက3ရွေပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒါလေးတွက်ကြည့်မယ်နော်အဲ့တော့ဒါကကျတော့ကျွန်တော်ဒီကြက်ပဲရွေက3စင်းဖြစ်နေအဲ့တော့ရှေ့မှာသင်ခန်းစာတစ်ခုအနေနဲ့တင်ထားတာကကျွန်တော်ဒီမှာကြက်ရပြားရတင်ထားတယ်အဲ့တော့သူကကြက်ဒီကြက်ပြားဆိုတာကကျွန်တော်ဒီတစ်ချက်မှာ100ပြားရှိတဲ့အတွက်ပြားတွေအားလုံးပေါင်းလိုက်လို့100ကျော်သွားတယ်ဆိုရင်ရှေ့ကိုတစ်တိုးသွားတယ်200ကျော်သွားတယ်ဆိုရှေ့ကို2တိုးသွားတယ်ပေါ့နော်ဒါကကျတော့ကျွန်တော်ဒီ20နဲ့ဒီ20နဲ့ဆိုတော့ဒါကလွယ်တဲ့အဲ့တော့ဒါကိုအရင်ကြည့်ပါဒီသင်ခန်းစာနားလည်ပြီဆိုမှကျွန်တော်ဒီ30ပေါ့နော်ဒီမှာကြက်ပဲရွေးသင်ခန်းစာကိုဆက်ပြီးတော့လေ့လာပါနော်အဲ့တော့အရင်ဆုံးကျွန်တော်ဒီရွေးကိုတွက်မှာပေါ့နော်ရွေးကိုတွက်တဲ့နေရာတော့ကျွန်တော်ဒီဘက်ကဒီပြားပေါ့နော်ပြားကိုတွက်တဲ့နေနဲ့အတူတူပဲပေါ့နော်အဲ့တော့တစ်ချက်မှာ100ပြားရှိတဲ့အတွက်ကျွန်တော်ဒီနေရာမှာ100လို့ရေးတယ်ကျွန်တော်ဒီရွေးကြတော့ရှိရွေးဆိုတော့ဒီနေရာလေးမှာရှစ်လို့ရေးလိုက်ရပြီပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒီမှာတွက်ကြည့်မယ်အဲ့တော့အဖြေလိုချင်တဲ့ဆက်ကွက်မှာကလစ်တစ်ချက်နှိပ်မယ်နှိပ်ပြီးညင်များခြင်းMOD ပေါ့နော် MOD လို့ရေးလိုက်ပါရေးလိုက်ကျွန်တော်ဒီတိုင်းလေးပေါ်လာပြီဆိုရင်ဒါလေးကိုတစ်ဖက်ကလေးနှိပ်ပါ Okay နှိပ်ပြီးသားပြီဆိုရင်ကျွန်တော်ဒီ SUM SAM ပေါ့နော် SAM ရေးမယ်ရေးပြီးကျွန်တော်ဒီမှာ SAM လို့ရေးလိုက်လို့ကျွန်တော်ဒီတိုင်းလေးပေါ်လာပြီဆိုရင်ဒါလေးကိုတစ်ဖက်ကလေးနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ခွင်းစားပြီးသားဖြစ်သွားမယ်ပြီးရင်ကျွန်တော်ဒါလေးကိုဆက်လက်ပေးလိုက်ပါပေါ့နော်ဒီမှာနှစ်ခုဆိုတော့နှစ်ခုဆက်လက်ပေးလိုက်မယ်ပြီးရင်ခွင်းပိတ်မယ်ပြီးရင်ကျွန်တော် comma တစ်ချက်ခတ်မယ်အဲ့တော့တပဲမှာ8ရွေးဆိုတော့ကျွန်တော်8ကို8ကြော်သွားရင်8ကိုတစ်တိုးမှဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ8ရေးလိုက်မယ်ပြီးရင်ခွင်းပိတ်မယ်အဲ့တော့ခွင်းစားကကျွန်တော်ဒီမှာတစ်ခုနှစ်ခုပြီးရင်ခွင်းပိတ်ကလည်းတစ်ခုနှစ်ခုပေါ့နော်ပြီးရင်အနာနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီ6ရဲ့4ရဲ့ပေါင်းတာက2ပဲရတယ်ဘာလို့ဆိုတော့6ရဲ့4ရဲ့ပေါင်းလိုက်တော့10ဆိုတော့ကျွန်တော်8ကြော်တာဖြစ်တဲ့အတွက်8နဲ့စားလိုက်တော့ကျွန်တော်ဒီ8ကိုတစ်တိုးသွားမယ်တစ်တိုးသွားပြီးတော့အကျွင်းက2ဆိုတော့ဒီမှာ2ပေါ့နော်ဟုတ်ပြီနောက်တစ်ဆင့်တက်တွက်မယ်နောက်တစ်ဆင့်ကျတော့ဒီကြက်နဲ့ပြတွက်တဲ့သင်ခန်းစာကျတော့20နဲ့ဆိုတော့နောက်တစ်ဆင့်မှာကျတော့ဒီ sum ပေါ့နော်တခါလေးတန်းပြီးတော့တွက်လိုက်လို့ရတယ်ပေါ့နော်အခုကကျတော့ကျွန်တော်ဒီဓာလေးကိုပဲနောက်တစ်ဆင့်ထပ်ပြီးတော့တွက်ရအောင်ပေါ့နော်ဟုတ်ပြီအဲ့တော့တွက်မယ်ဆိုရင်ဖြေလို့ကျတဲ့ဆက်ကွက်မှာ click တစ်ချက်နှိပ်မယ်နှိပ်ပြီးညီမြခြင်းရေးပြီးသွားရင်ကျွန်တော်ဒီမှာ MOD ပေါ့နော် MOD အဲ့ပြီးရင်ကျွန်တော်ဒီခွင်းစားပေါ့နော်ခွင်းစား SUM sum လို့ရေးမယ်ပြီးရင်ဒီ sum လို့ပေါ်လာဆိုရင်တစ်ပတ်ကလေးနှိပ်လိုက်မယ်အကယ်ကျွန်တော်ဒီ sum လို့ပေါ်မလာဆိုရင်လည်းကျွန်တော်ဒီတိုင်းလေးခွင်းစားပေးလိုက်ရတယ်နော်အပြင်ကျွန်တော်ဘာတွေပေါင်းပါလဲဆိုတော့ပဲတွေပေါင်းမယ်โอเคပြီးသွားပြီဆိုရင်ခွင်းပိတ်လိုက်မယ်နော်ခွင်းပိတ်ပြီးသွားပြီဆိုရင်ကျွန်တော်ဘာနဲ့ပေါင်းပါလဲဆိုတော့ကျွန်တော်ဒီရွေးရဲ့ကြော်လာတဲ့1နဲ့ပေါင်းပါဘောနော်အဲ့တော့အပေါင်းရေးမယ်အပေါင်းရေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီနေရာမှာ QUO DIANT ပေါ့နော် quadrant လို့ရေးလိုက်ပါရေးလိုက်ကျွန်တော်ဒီတိုင်းလေးပေါ်လာဆိုရင်ကျွန်တော်ဒါလေးကိုတစ်ပတ်ကလေးနှိပ်ပါโอเคနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော် SUM SAM ပေါ့နော် SAM လို့ရေးလိုက်မယ်ရေးလိုက်လို့ကျွန်တော်ဒီတိုင်းလေးပေါ်လာဆိုရင်ဒါလေးကိုတစ်ပတ်ကလေးနှိပ်မယ်โอเคနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီရွေးတွေပေါ့နော်ရွေးတွေကိုကျွန်တော်ပေါင်းလိုက်မယ်ပြီးရင်ခွင်းပိတ်မယ်အဲ့တော့ကျွန်တော်ဒီရွေးတွေပေါင်းတာကတော့ဒီ8ကြော်ရင်8ကိုတစ်တိုးသွားမှာဖြစ်တဲ့အတွက်ကျွန်တော် comma ခံမယ်ပြီးရင်8နဲ့ရေးလိုက်မယ်အဲ့တော့ဒီအထီးကကျတော့ကျွန်တော်ဒီရွေးတွေအားလုံးပေါင်းလိုက်လို့ကျွန်တော်ဒီ8ကြော်ထားတယ်ဆိုရင်8ကိုတစ်တိုးမယ်တစ်တိုးပြီးသွားရင်ကျွန်တော်ဒီပဲတွေပေါင်းလိုက်မယ်အဲ့တော့ကျွန်တော်အဖြေကဒီနားနေမရဘူးကျွန်တော်ဒီ8ကိုကျွန်တော်ဒီ16ပဲပေါ့နော်16ပဲကြော်သွားတယ်ဆိုရင်ကျွန်တော်ဒီကြက်ဘက်ကို8ဒီတက်ထပ်တိုးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာခွင်းပိတ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ comma တစ်ချက်ခံမယ်ပြီးရင်16ရေးလိုက်မယ်ပြီးရင်ခွင်းပိတ်လိုက်မယ်အဲ့တော့ exam မှာကျွန်တော် formula တွေရေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီခွင်းစားခွင်းပိတ်လေးတွေပြန်ကြည့်ပေးရမယ်နော်အဲ့တော့ဒီမှာဆိုရင်ခွင်းစားတစ်ခုရှိမယ်နှစ်ခုရှိမယ်ဒီမှာခွင်းပိတ်သွားတာဆိုတော့ခွင်းစားတစ်ခုကျန်နေမယ်ပြီးရင်ကျွန်တော်ဒီမှာခွင်းစားတစ်ခုရှိမယ်တစ်ခုရှိမယ်ဆိုတော့ဒီမှာဒါခွင်းစား3ခုရှိပြီပေါ့နော်3ခုရှိပြီအဲ့တော့ခွင်းပိတ်ကလည်း1 2 3ခုဒီ exam မှာ formula ရေးမယ်ဆိုရင်သူကခွင်းစားခွင်းပိတ်လေးတွေညီနေမှာပေါ့နော်ခွင်းစားက3ခုရှိရဆိုရင်ခွင်းပိတ်ကလည်း3ခုရှိရမယ်ဒါမှဒါ formula တွက်လို့ရမယ်ပေါ့နော်ပြီးရင်အနာနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာခွန်ဆိုပြီးတော့ရပြီ
ပြီးတော့သူ့ပြန်တွက်ကြည့်မယ်တော့ဒီမှာက6နဲ့4နဲ့ပေါင်းလိုက်တော့သူက10ဆိုတော့ရှေ့ကိုတစ်တိုးသွားတယ်အဲ့တော့ဒီပဲမှာက10ရယ်12ရယ်ဆိုတော့22ရယ်ကြောင့်ဒီရွေးဘက်ကရှေ့ကိုတစ်တိုးလာတာဆိုတော့1နဲ့ထပ်ပေါင်းလိုက်တော့23အဲ23ကိုကျွန်တော်16နဲ့စားလိုက်တော့16ကကျတော့ရှေ့ကိုတစ်တိုးသွားမယ်ကျန်တာကအကျွင်းရဘယ်လောက်လဲဆိုတော့9အဲ့တော့ဒီမှာပဲနဲ့ရွေးနဲ့တွက်ပြီးဆိုတော့ကျွန်တော်ဒီကြက်ဘက်ကိုဆက်တွက်မယ်အဲ့တော့တွက်မယ်ဆိုရင်ကျွန်တော်ဒီအဖြေလို့ခြင်းတဲ့10ခွက်မှာ click တစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်တော်ညီများခြင်း SUM SAM ပေါ့နော် SAM လို့ရေးလိုက်မယ်ရေးလိုက်လို့ကျွန်တော်ဒီတိုင်းလေးပေါ်လာပြီဆိုရင်ဒါလေးကိုတစ်ပတ်ကလေးနှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီကြက်ပေါ့နော်ကြက်ဒီကိုကျွန်တော်ပေါင်းလိုက်မယ်โอเคချက်တွေကိုပေါင်းပြီးသားပြီဆိုရင်ကျွန်တော်နောက်ထပ်အပေါင်းပေါ့နော်အပေါင်းထပ်ရေးမယ်ရေးပြီးရင်ကျွန်တော်ဒီမှာ QUODIANT ပေါ့နော် quadrant လို့ရေးမယ်ရေးပြီးရင်ကျွန်တော်ဒီတိုင်းလေးပေါ်လာဆိုရင်ဒါလေးကိုတစ်ပတ်ကလေးနှိပ်မယ်နှိပ်လိုက်ကျွန်တော်ဒီမှာခွဲစားလေးနဲ့ဖြတ်သွားမယ်ပြီးရင်ကျွန်တော်ဒီမှာ SUM SAM လို့ရေးမယ်ပြီးရင်ဒါလေးကိုတစ်ပတ်ကလေးနှိပ်မယ်โอเคအဲ့တော့ရှေ့မှာက chapter ပြီးသွားပြီအခုကကျွန်တော် pair ပေါ့နော် pair တွေကိုကျွန်တော်ဆက်လက်ပြီးလိုက်မယ်ပြီးရင်ခွင်းပိတ်မယ်နော်ခွင်းပိတ်ပြီးသွားပြီဆိုရင်ကျွန်တော်အပေါင်းနဲ့ထပ်ရေးမယ်အပေါင်းကကျွန်တော်ဘာနဲ့ထပ်ပေါင်းမှာလဲဆိုတော့ကျွန်တော်ဒီရွေးအားလုံးပေါင်းနဲ့ထပ်ပေါင်းမှာနော်အဲ့တော့QUONT quadrant နော် quadrant လို့ရေးလိုက်မယ်ရေးလိုက်ကျွန်တော်ထိုင်လေးပေါ်လာပြီဆိုရင်ဒါလေးကို double ကလေးနှိပ်မယ်နှိပ်ပြီးကျွန်တော် SUM SAM နော် SAM ကိုရေးမယ်ရေးပြီး double ကလေးနှိပ်မယ် okay နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာရွေးအားလုံးရေးလိုက်မယ်ရေးပြီးပြီဆိုရင်ခွင်းပိတ်မယ်ပြီးသွားရင် comma အဲ့တော့ကျွန်တော်ဒီ double မှာရှေ့ရှိတာဖြစ်တဲ့အတွက်ကျွန်တော်8နဲ့ရှေ့ရေးလိုက်မယ်ရေးပြီးခွင်းပိတ်မယ်ခွင်းပိတ်ပြီးသွားရင်ကျွန်တော်နောက်ထပ်ပြီးတော့ဗာတွက်အောင်မလဲဆိုတော့ကျွန်တော်ဒီကနေကျွန်တော်ဒီထီးကကျွန်တော်ဘာကိုတွက်တာလဲဆိုတော့ကျွန်တော်ဒီရွေးကိုတွက်တာအခုကကျွန်တော်ဒီ sum ဒီ quadrant နဲ့စားမှာအဲ့တော့ကျွန်တော်ဘာကြံသေးလဲဆိုတော့ကျွန်တော်ဒီတစ်ချက်မှာ16ပဲရှိတဲ့အတွက်ကျွန်တော်ဒီမှာ comma 16ပေါ့နော်16ထပ်ရေးမယ်ပြီးရင်ခွင်းပိတ်လိုက်မယ်အဲဒါဆိုကျွန်တော် formula ရေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီခွင်းစားခွင်းပိတ်လေးတွေပြန်ကြည့်မယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဒါခွင်းစားခွင်းပိတ်ဒါညီရပြီပြီးရင်ခွင်းစားတစ်ခုနှစ်ခုပြီးရင်ခွင်းပိတ်မယ်အဲ့တော့ခွင်းစားတစ်ခုကျန်မယ်ပြီးရင်တစ်ခုဆိုတော့နှစ်ခုပြီးရင်တစ်ခုဆိုတော့3ခုပေါ့နော်ခွင်းပိတ်ကလည်း3ခုပြီးသွားရင်အနားနှိပ်လိုက်မယ်အဲ့တော့တွက်လို့ရသွားပြီဆိုကျွန်တော်အဖြေမှန်ပြန်ပြီးတော့ကြည့်မယ်နော်အဲ့တော့6နဲ့4နဲ့ပေါင်းလိုက်တော့ကျွန်တော်10ပေါ့10ဆိုတော့8နဲ့စားလိုက်မယ်8နဲ့စားလိုက်တော့အကျွင်းက2ဆိုတော့ကျွန်တော်ဒီမှာ2ရမယ်ပြီးကျွန်တော်ဒီ10နဲ့12ဆိုတော့22ကိုမှနောက်ဒီရှေ့ကဒီရွေးဘက်ကနေတစ်တိုးလာတာဆိုတော့23 16နဲ့စားလိုက်တော့အကျွင်းက9ရမယ်ပြီးကျွန်တော်ဒီရှေ့ကိုတစ်တိုးသွားမယ်ဆိုတော့2နဲ့3နဲ့ပေါင်းတော့5ဒီပဲဘက်ကနေတစ်တိုးလာတဲ့1နဲ့ပေါင်းလိုက်တော့6ရတယ်အဲ့တော့ဒီမှာတော့သင်ခန်းစာဖြစ်တဲ့အတွက်ကြောင့်ဒီမှာနှစ်ခုပဲပေါင်းပြထားတာဘာလို့ဆိုတော့တွက်ပြီးသွားပြီဆိုရင်အဖြေမှန်ပြန်ပြီးတော့ကြည့်လို့လွယ်အောင်လို့ပေါ့နော်အဲ့တော့ဒီသင်ခန်းစာကိုမလေ့လာခင်မှာကျွန်တော်ဒီရှေ့ရချက်ဒီကြက်ပြားသင်ခန်းစာပေါ့နော်ကြက်ပြားသင်ခန်းစာအရင်လေ့လာပါဒီကြက်ပြားသင်ခန်းစာနားလည်သွားပြီဆိုမှကျွန်တော်ဒီကြက်ပဲရွေးပေါ့နော်3စင်တွက်တဲ့နေကိုထပ်ပြီးတော့လေ့လာပါနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မှထင်ပါတယ်